ရှင်ပြိုင်ခြင်းအားလုံးရဲ့ဏိဂုံးဒီနေ့ခေတ်မှာတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့တရွာနဲ့တရွာကတနိုင်ငံနဲ့တနိုင်ငံရှင်ပြိုင်နေကြတယ်အဲ့လိုရှင်ပြိုင်မှုတွေများတဲ့ဟောဒီလောကကြီးထဲမှာတကယ်ကောအေးချမ်းတဲ့ဏိဂုံးကိုရှာတွေ့ရလားရှင်ပြိုင်တာတော့ရှင်ပြိုင်ရမှာပဲသို့တော်ရှင်ပြိုင်တဲ့အခါမှာအေးချမ်းတဲ့ဏိဂုံးကိုရှာတွေ့အောင်ရှင်ပြိုင်တတ်ရမယ်တဲ့မြတ်စွာဘုရားကလည်းပဲရှင်ပြိုင်တာတော့ရှင်ပြိုင်ကြရမှာပဲသို့တော်ရှင်ပြိုင်တဲ့အခါမှာကောင်းတဲ့ကောင်းအောင်ပို့ပြီးတော့မှကြိုးစားပြီးတော့အေးချမ်းတဲ့ဏိဂုံးကိုပိုင်ဆိုင်နိုင်အောင်ရှင်ပြိုင်ကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားကလည်းဒီလိုဆုံးမဩဝါဒပေးပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်ရှင်သူမြတ်များနဲ့ဒေတာစာကြီးကြွချီပါတယ်ကြွချီတဲ့အတိုင်းကတော့ကောသလတိုင်းဘက်ကိုကြွချီတာပေါ့ကြွချီရဲနဲ့တဏှာအရောက်မှာအင်ဂျင်တော်ကြီးညွန့်ညွန့်မိုင်မိုင်အုပ်အုပ်ဆိုင်ဆိုင်ပေါက်ရောက်နေတဲ့နေရာကိုသွားတွေ့တယ်အင်ဂျင်ပင်တွေပေါက်ရောက်နေတဲ့တောကြီးကိုမြင်တော့မြတ်စွာဘုရားကပြုံးတော်မူတယ်တဲ့မြတ်စွာဘုရားသည်အကြောင်းမဲ့တက်တက်ပြုံးတာတော့မဟုတ်ဘူးအကြောင်းရှိလို့ပြုံးတာဒါနဲ့မြတ်စွာဘုရားရဲ့နောက်မှာအလုတ်အကျွေးပြုစုဖို့ပါလာတဲ့အရှင်အာနန္ဒာကမြတ်စွာဘုရားပြုံးတော်မူတော့သတိထားမိသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘလို့ဖြစ်လို့ပြုံးတော်မူတာပါလေဘုရားအမိန့်ရှိပါဘုရားလို့လျှောက်တော့မြတ်စွာဘုရားကမိန့်တယ်အာနန္ဒာတဲ့အခုတွေ့မြင်နေရတဲ့အင်ဂျင်တော်ကြီးဟာတဲ့ကတ္တပမြတ်စွာဘုရားလက်ထက်ကအမတန်ကိုစီကားခဲ့တဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့တယ်တဲ့ဟာဒီမြို့ကြီးမှာကဝေတီဆိုတဲ့လူတစ်ယောက်ရှိတယ်ဒီလူကအမတန်မှရှင်ပြိုင်လိုစိတ်ရှိတယ်သူ့ရဲ့တပည့်နောက်ပါအချမ်းရံတွေကလည်းပဲ900လောက်ရှိတယ်ကဝေတီဆိုတဲ့ဒီလူဟာအများကိုဥဆောင်နေပေမဲ့သူ့မှာကိုကျင့်တရားသီလမရှိဘူးတဲ့ဒီတပည့်900လည်းအကျင့်သီလတွေပြက်ပြားနေကြတယ်ဒါကြောင့်မို့တရက်မှာကဝေတီကစဉ်းစားတယ်ငါဒီကောင်တွေနဲ့အတူတူနေလို့တော့မဖြစ်ဘူးဒီကောင်တွေတဲ့တာအောင်တခုခုတော့လုပ်ရမယ်ရှင်ပြန်ရမယ်ပေါ့ဗျာဒါနဲ့ကဝေတီကငါဒီကောင်တွေထက်တာအောင်ကိုကျင့်တရားသီလကောင်းအောင်လုပ်မယ်ဆိုပြီးတော့အဲ့ဒီနေ့ကစပြီးတော့ရှင်ပြိုင်ပါတယ်သူများအသက်မသာဘူးသူများဥစ္စာမခိုးဘူးသူသားမယားမစော်ကားဘူးလိန်ညာမပြောဘူးအရက်သေးစာမတောက်စားတော့ဘူးကွာလို့5ပါးသီလကိုကျင့်တရားကိုခါဝပစိုးကဲတော့မြဲပြီဟေးလို့ကြေညာလိုက်တယ်တပည့်900ကလည်းပဲဟာတို့ဆရာကြီးတောင်သီလမြဲသေးတာငါတို့ကဘာလို့မမြဲနိုင်ရမှာလဲဆိုပြီးသူ့ရဲ့တပည့်နောက်ပါ900ကလည်းပဲသူ့ဆရာကြီးနဲ့ရှင်ပြိုင်ပြီးတော့သူတို့ကလည်း5ပါးသီလကိုစောင့်ထင်းကြတယ်တဲ့ဒီလိုဒန်းတူရှင်ပြိုင်လာတဲ့အခါမှာခဝေတီကဟာဒီတိုင်းတော့မဖြစ်ဘူးသူတို့နဲ့ငါနဲ့တူးနေပြီသူတို့ထက်တာမတော့ဖြစ်မယ်ဆိုပြီးတော့ကဲဒီနေ့ကစပြီးတော့အပြမစရိယာကွာမမြတ်သောမေထုံကျင့်ကုန်မလုပ်တော့ဘူးအိမ်ယာကနေခွာရှောင်ပြီးတော့မှနေမယ်လို့ကြီးညာလိုက်ပြန်တယ်ကဝေတီရဲ့နောက်ပါအချမ်းရံပရိသတ်တွေကလည်းပဲဟာဆရာကြီးတောင်လုံနိုင်တာငါတို့ဘာလို့မလုံနိုင်ရမှာလဲဆိုတော့သူတို့လည်းပဲအိမ်ယာကနေခွာရှောင်ပြီးတော့ကျင့်ကြတယ်တဲ့ဟာသူတို့နဲ့ငါနဲ့ဒူးနေပြန်ပြီမဖြစ်သေးဘူးဟေးဒီနေ့ကစပြီးတော့ငါနေလွဲညစာမစားတော့ဘူးဟေးကြီးညာလိုက်တယ်တပည့်900ကလည်းပဲဆရာကြီးတောင်လုံနိုင်တာကျုပ်တို့ကဘာလို့မလုံနိုင်ရမှာလဲဆိုတော့သူတို့လည်းပဲနေလွဲညစာမစားကြတော့ဘူးတဲ့အဲ့ဒါနဲ့ရှင်ပြိုင်လိုက်ကြတာပေါ့ဗျာရှင်ပြိုင်ရင်နဲ့ကဝေတီကဒီကောင်ဒီငါနဲ့ဓာန်တူဖြစ်နေပြန်ပြီဒီကောင်ဒီထက်တာအောင်တော့လုပ်ရမယ်ဆိုပြီးကတ္တပမြတ်စွာဘုရားရှင်ကိုသွားပြီးတော့မြတ်စွာဘုရားတပည့်တော်သင်္ကန်းဝတ်ခွင့်ပေးပါဘုရားဆိုတော့အဲ့ဒီမှာစပင်မုတ်စိတ်ကျင်းဆွဲရိပ်ပယ်ပြီးတော့မှကရုံတုံသင်္ကန်းဝတ်ကမ္မထမ်းယူပြီးတော့မှတရားကျင့်ကြံကြိုးကိုအားထုတ်လိုက်တာ
ဝိမု ക്തി ရတ္တလို့ခေါ်တဲ့လွတ်မြောက်ခြင်းနိဗ္ဗာန်ချမ်းသာကိုရရှိသွားတယ်ယဟန္တာကြီးဖြစ်သွားတယ်အဲ့ဒီတော့မှရှင်ပြိုင်ခြင်းရဲ့ဏိဂုံးဟာအဆုံးသတ်သွားတယ်တဲ့။အော်ငါတပည့်တွေငါနဲ့ပြိုင်လိုက်တာဟောဒီငါရတဲ့အရသာမျိုးသူတို့ကိုရစေခြင်းလိုက်တာရှင်ပြိုင်ခြင်းကဏိဂုံးချုပ်သွားပါပြီ။အဲ့တော့ဒီတပည့်900ကလည်းပဲအော်ဆရာကြီးတောင်မှပဲကရုံတုံးသင်္ကန်းဝတ်နိုင်သေးတာတို့ဘာလို့မလုပ်နိုင်ရမှာလဲဆိုပြီးသူတို့လည်းကရုံတုံးသင်္ကန်းဝတ်ပလိုက်ကြတယ်။သင်္ကန်းဝတ်ပြီးတော့ဆရာကြီးတို့ပဲကမ္မထမ်းတွေယူပြီးတော့တရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်တယ်ဆရာကြီးဖြစ်တဲ့ကဝေတီကလည်းတိုက်တွန်းတယ်မင်းတို့တွေလှုပ်ကြကြိုးစားကြဟဲ့ကြိုးစားကြငါနဲ့ဓာတ်နုဖြစ်အောင်လှုပ်ကြရှင်ပြိုင်လို့စိတ်မရှိတော့ဘူးเนาะဏိဂုံဆုံးတတ်သွားပြီအဲ့တော့ဒီတပည့်တွေကလည်းကြိုးစားအားထုတ်လိုက်တာဒီတပည့်လည်းပဲတပည့်တွေအားလုံးလည်းပဲယဟန္တာတွေဖြစ်သွားကြတယ်အဲ့တော့ပြောချင်တာကရှင်ပြိုင်တာတော့ရှင်ပြိုင်ကြရမှာပဲသို့တော်လည်းရှင်ပြိုင်မှုမလွဲဖို့အရေးကြီးပါတယ်အကျိုးပုဂ္ဂိုလ်တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ယောက်နဲ့တစ်ယောက်တစ်ရွာနဲ့တစ်ရွာတနိုင်ငံနဲ့တနိုင်ငံရှင်ပြိုင်နေကြတာပဲရှင်ပြိုင်မှုတွေလွဲနေရင်အကောင်းထက်အဆိုးဘက်ကိုများသွားလိမ့်မယ်အဆိုးတွေများသွားလိမ့်မယ်ဒါကြောင့်မို့ရှင်ပြိုင်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားဟောသလိုပဲကောင်းတဲ့ကောင်းအောင်အများထက်ကောင်းအောင်အများထက်သာလွန်အောင်ကိုကျင့်တရားသီလတွေကောင်းမွန်အောင်ရှင်ပြိုင်ကြရမှာဖြစ်တယ်အဲ့လိုရှင်ပြိုင်ပြီးတော့နောက်ဆုံးဝိမု ക്തി ဒုက္ခလို့ခေါ်တဲ့ဘဝရဲ့လွတ်မြောက်ကြောင်းနိဗ္ဗာန်ချမ်းသာကိုရှာတွေးမှသာလေအေးချမ်းဆုံးဏိဂုံးကိုပိုင်ဆိုင်မှာဖြစ်ပါတယ်မြတ်စွာဘုရားကဒီလိုဟောပါတယ်ဗျာ